ဒီဘာကြအေးလေးကြောက်ပဲကျွန်တော်တို့မိသားစုဘဝရဲ့စားဝတ်နေရေးအတွက်ဆက်ပြီးလာခဲ့တယ်ကျွန်တော်ဘာလို့ဘာကရမှမသိတဲ့အချိန်မှာကျွန်တော်တို့ဘာကြအေးလေးပဲထုတ်ကူပြုခဲ့တာပေါ့အေးလေးကတော့ကျွန်တော်တို့မိသားစုရဲ့ထမင်းချင်းပဲနဲ့အေးရထားပြီးတဲ့ဟိုဟာဈေးလေးပို့တယ်ဈေးလေးကျိုးတယ်ကြောက်လေးပို့တယ်ကြောက်လေးကျိုးတယ်လို့လေကွေးလေးပို့တာပေါ့အဲ့လိုမျိုးဖတ်တယ်လေးခေါ်လို့ရှိရင်ပို့ပေးတယ်ပြီးရတဲ့ဟာအဲ့လိုလုပ်တာပေါ့သုံးဘင်းဆွဲနေတာဘယ်နှစ်လောက်ကြာပြီလဲခင်ဗျာ9နှစ်လောက်ကြာပြီခင်ဗျာသုံးဘင်းဆွဲတာ9နှစ်ကြာပြီနော်သုံးဘင်းကနေရတဲ့ဝင်ငွေလမ်းချက်တစ်ခုပေါ်မှာပေါ့နော်အခုအတွက်ဘာတွေများအကောက်ထဲပေါ်ဖြစ်လဲခင်ဗျာကောက်ထဲပေါ်ဖြစ်တာတော့မြေရတစ်ကွက်ရပြီမြေရတစ်ကွက်ဟုတ်ကဲ့အေးရတစ်လုံးရပြီနော်တုပ်ပေးရတော့ရှေ့စောတုပ်ပေးရောက်ပြီးတာဒီတုပ်ပေးတတိပြဝဲတာအေးတုပ်ပေးရှိသေးတယ်ပေါ့ရှိသေးတယ်အဲ့ဒါတော့15ယူအဲ့ဒါတော့ဟုတ်ကဲ့အဲ့ဒါတော့23ယူ23စိုက်ကြီးပေါ့နော်စိုက်ကြီးပေါ့ဟုတ်ကဲ့စိုက်ကြီးအရင်ကတော့စိုက်သေးကနေမှတဖြည်းဖြည်းအော်ဒါတွေများလာတယ်ကက်ဆီယမ်မာတွေများလာတယ်ကို့မှာလည်းဝင်ငွေလေးအခိုင်အမာရှိလာတဲ့အချိန်မှာဒီစိုက်ကြီးနဲ့ပြန်လဲလိုက်တာဟုတ်ကဲ့ပေါ့နော်ကဲအခုမှကျတော့ဒီ9နှစ်အတွင်းမှာနော်တကယ်ကိုသုံးဘေးကိုအတုပ်ချပြီးတော့ဝင်ငွေရှာတာနော်အခုဆိုရင်သုံးဘေးအသေးကနေအကြီးနော်အရင်ကဘာပိုက်ဆိုင်မှုမရှိတဲ့အနေထားနေပြီအခုဆိုရင်မြေလဲရပြီအေးလဲရပြီမိမလဲရပြီမှတ်လားမိမလဲရပြီခလေးပါရပြီခလေးပါရနေပြီနော်ကဲအဲ့ဒါကြတော့အခုဒီသုံးဘေးပေါ်မှာရတဲ့ဝင်ငွေတစ်ခုနဲ့ပဲအခုအဲ့ဒါတွေကိုစုဆောက်ဖြစ်တာလားကိုဟုတ်တယ်သုံးဘေးပေါ်မှာရတဲ့ဝင်ငွေနဲ့ပဲစုဆောက်ဖြစ်တာဟုတ်ကဲ့ကိုနော်ဒီရွေးချယ်စရာတခြားသုံးဘေးအမျိုးအစားတွေထက်ဒီအာအီတစ်စိတ်ကိုအကိုကဘာဖြစ်လို့ပူကြိုက်တာလဲဘာဖြစ်လို့ပူကြိုက်တာလဲဆိုတော့သူခုနပြောတဲ့ပစ္စည်းကြီးလည်းနဲတယ်ပြီးလို့ရှိရင်ဟိုစီစားနှုတ်လည်းတက်တာတယ်ပြီးလို့ရှိရင်အမသူကစက္ကန့်မော်ဒယ်ဖီလေလိုပဲပြေးများတာပေါ့အဲ့လိုမျိုးအဲ့ဒါလေးလေကြည့်တဲ့လူလေးလည်းအာအီပဲဝက်ခဲချေတာပေါ့အာအီပဲဝက်ခဲချေတယ်နော်ဘာဖြစ်လို့အာအီပဲဝက်ခဲချင်ရတာတော့ပြောပါဦးသူကအားလုံးကိုဆက်ပြီးရေရှည်လဲဆက်ပြီးတော့သူ့မှာတော့ကွာချားချက်ရတော့သူ့မှာတော့အေဂျေအေးပေးတဲ့နဲ့ပါတယ်အေဂျေဝဲအေးပေးတဲ့နဲ့လည်းပါတယ်ပြီးရစပလည်းနှလုံးပြီးရပြည်နူလည်းများတယ်အဲ့လိုမျိုးပေါ့ဒါကြောင့်ကိုကဘာကြအာအီတစ်စိတ်ပဲဝယ်ဖို့အကြံပေးချင်တာပေါ့ကြံပေးချင်တာပေါ့ဟုတ်ကဲ့အခုလိုမျိုးဖြစ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ